မင်္ဂလာပါနော်ဆယ်လီချယ်ရီ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမရေးဗဟုသုတအကြောင်းအရာလေးတစ်ခုကိုဝေမျှချင်ပါတယ်ရှင်။အခုပြောပြမယ့်အကြောင်းအရာတွေကအမျိုးသားတွေရဲ့ကြားအင်္ဂါသေးငယ်လာခြင်းကိုဘယ်လိုကာကွယ်နိုင်မလဲဖြစ်လာရင်ဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့စိုးရိမ်ပူပန်မှုနဲ့ချစ်ခင်အားပေးလိုတဲ့စိတ်ထားလေးကိုထင်ဟပ်အောင်ရေးသားပေးပါမယ်နော်။အမျိုးသားများကြားအင်္ဂါသေးငယ်လာခြင်းကိုကာကွယ်ခြင်းကိုယ့်ရဲ့ချစ်ခင်ပုံသို့မဟုတ်ချစ်သူရဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင်ကိုကအမြဲတမ်းအကောင်းဆုံးကိုပဲလိုလားပါတယ်သူတို့ရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့အပြောင်းလဲတိုင်းမှာကိုကအတူတူရင်ဆိုင်ဖို့အဆင်သင့်ရှိပါတယ်ကြားအင်္ဂါသေးငယ်လာတဲ့ဆိုတဲ့ခံစားချက်ဟာသူတို့အတွက်စိတ်တော့ကရောက်เสียဖြစ်နိုင်တာမို့ဒီလိုအခြေအနေမျိုးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုအလေးထားပြောပြချင်ပါတယ်တကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုတိဆောက်ခြင်းဒါကတော့ဘလို့အခြေအနေမျိုးမှာမဆိုအရေးကြီးဆုံးအချက်ပါပဲကျန်းမာရေးကောင်းမှုမှခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတွေလည်းမှန်မှန်ကန်ကန်ရှိမှာပါမျှတတဲ့အစားအစာအသီးအနှံတွေဟင်းသီးဟင်းရွက်တွေအသားငါးအဆီနေတာတွေကိုများများစားပေးဖို့လိုပါတယ်processed food တွေအဆီများတဲ့အစားအစာတွေကိုလျှော့စားသင့်ပါတယ်ဗီတာမင်နဲ့သတ္ထုဓာတ်တွေပြည့်ဝတဲ့အစားအစာတွေကသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးဟော်မုန်းတွေကိုလည်းထိန်းညှိပေးနိုင်ပါတယ်ဥပမာအားဖြင့်zinc ပါဝင်တဲ့အစားအစာတွေကမာကောင်အမဲသားဗီတာမင်ပါဝင်တဲ့အစားအစာတွေဆယ်မွန်ငါကြက်ဥအနှစ်နဲ့အန်တီအောက်ဆီဒန့်အန်တီအောက်ဆီဒန့်များတဲ့အစားအစာတွေဘယ်ရီသီးဟင်းနုနဲ့ကိုစားပေးတာကောင်းပါတယ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းလေ့ကျင့်ခန်းလုပ်တာကကိုယ်လေးချိန်ကိုထိန်းညှိပေးနိုင်တဲ့အပြင်သွေးလည်ပတ်မှုကိုလည်းအားကောင်းစေပါတယ်အထူးသဖြင့်နှလုံးနဲ့သွေးကြောဆိုင်ရာလေ့ကျင့်ခန်းတွေပြေးခြင်းလမ်းလျှောက်ခြင်းရေကူးခြင်းကကြားအင်္ဂါစီကိုသွေးစီးဆင်းမှုကိုပိုကောင်းစေပါတယ်ကြွက်သားတွေကိုတန်မာစေတဲ့လေ့ကျင့်ခန်းတွေအလေးမှခြင်းလည်းလုပ်ပေးသင့်ပါတယ်ဒါပေမဲ့အလွန်ကြုံပင်ပန်းတဲ့လေ့ကျင့်ခန်းတွေကတော့ဟော်မုန်းအပေါ်တက်ရောက်မှုတွေရှိနိုင်တာမို့ဆရာဝန်နဲ့တိုင်ပင်ပြီးမှလုပ်တာအကောင်းဆုံးပါလုံလောက်တဲ့အိပ်ဆက်ချိန်တနေ့ကို9-8နာရီလောက်အိပ်ဆက်အနားယူဖို့လိုပါတယ်အိပ်ရေးပြတ်တာကဟော်မုန်းပမာဏကိုပြောင်းလဲစေနိုင်ပြီးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်စိတ်ဖိစီးမှုကိုလျှော့ချခြင်းစိတ်ဖိစီးမှုများတာကခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတွေကိုထိခိုက်စေနိုင်ပါတယ်ယောဂကျင့်တာတရားထိုင်တာဝါသနာပါတဲ့အရာတွေကိုလုပ်တာဥပမာစာဖတ်ခြင်းတခြင်းနားထောင်ခြင်းတွေနဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်ကိုယ်နဲ့စိတ်ရင်းနဲ့ရင်းနှီးတဲ့သူတွေနဲ့စကားပြောတာအပြင်ထွက်ပြီးလေကောင်းလေတန်းရှူတာတွေကလည်းစိတ်ကိုတည်ငြိမ်စေပါတယ်နှစ်ကျန်းမာရေးဆိုင်ရာပြဿနာများကိုစောစီးစွာသိရှိပြီးကုသခြင်းတချို့ကျန်းမာရေးအခြေအနေတွေကကြားအင်္ဂါရဲ့အရွယ်အစားနဲ့လှုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေခံယူတာကအရေးကြီးပါတယ်။စီးချိုယောဂါကသွေးကြောတွေကိုပျက်စီးစေနိုင်ပြီးကြားအင်္ဂါစီကိုသွေးစီးဆင်းမှုကိုလျော့နည်းစေပါတယ်။ဒါကြောင့်စီးချိုယောဂါရှိတယ်ဆိုရင်ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းတိတိကျကျလိုက်နာပြီးသွေးတွင်းတကြားဓာတ်ကိုထိန်းချုပ်ဖို့လိုပါတယ်။သွေးတိုးယောဂကလည်းသွေးကြောတွေကိုထိခိုက်စေနိုင်ပြီးလိင်အင်္ဂါစီကိုသွေးစီးဆင်းမှုကိုအားနည်းစေပါတယ်။ဒါကြောင့်သွေးတိုးရှိရဆိုရင်ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုမှန်မှန်တောက်ပြီးသွေးပေါင်ချိန်ကိုထိန်းထားဖို့အရေးကြီးပါတယ်။နှလုံးယောဂနဲ့သွေးကြောဆိုင်ရာယောဂတွေကခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှုကိုထိခိုက်စေနိုင်တာကြောင့်ကြားအင်္ဂါရဲ့လှုပ်ဆောင်မှုအပေါ်လည်းတက်ရောက်မှုရှိနိုင်ပါတယ်။ဒါကြောင့်နှလုံးကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်။ဟော်မုန်းမညီမျှခြင်းတချို့အခြေအနေတွေမှာအမျိုးသားဟော်မုန်းtestosterone ပမာဏနည်းပါးတာကလည်းကြားအင်္ဂါရဲ့အရွယ်အစားနဲ့လှုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာဆရာဝန်နဲ့တိုင်ပင်ပြီးဟော်မုန်းအားဆေးတွေတောက်သုံးဖို့လိုနိုင်ပါတယ်။ဒါပေမဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိဘဲကိုယ့်သဘောနဲ့ကိုယ်ဟော်မုန်းဆေးတွေတောက်တာကိုတော့ရှောင်ကျဉ်သင့်ပါတယ်။နံပါတ်3အန္တရာယ်ရှိသောအလေးအထများကိုရှောင်ရှားခြင်းတချို့အလေးထားတွေကကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီးကြားအင်္ဂါရဲ့လှုပ်ဆောင်မှုကိုလည်းထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်တောက်တာကသွေးကြောတွေကိုကျဉ်းစေပြီးသွေးလည်ပတ်မှုကိုအဟန့်တားဖြစ်စေပါတယ်။ဒါကြောင့်ကြားအင်္ဂါစီကိုသွေးစီးဆင်းမှုနည်းသွားပြီးတန်မာမှုလျော့နည်းလာနိုင်ပါတယ်။ဆေးလိပ်ဖြတ်တာကကျန်းမာရေးအတွက်အင်မတန်အရေးကြီးပါတယ်။အရက်အလွန်ကြုံတောက်ခြင်းအရက်ကိုပမာဏများများတောက်တာကလည်းဟော်မုန်းပမာဏကိုပြောင်းလဲစေနိုင်ပြီးလိင်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပါတယ်။အတန်အသင့်တောက်တာကပြဿနာမရှိပေမဲ့အလွန်အကျွံတောက်တာကိုတော့ရှောင်ရှားသင့်ပါတယ်။မူရစ်ဆေးဝါးသုံးစွဲခြင်းမူရစ်ဆေးဝါးတွေကခန္ဓာကိုယ်ရဲ့လှုပ်ဆောင်မှုတွေကိုပုံမှန်မဟုတ်တော့အောင်ပြောင်းလဲစေနိုင်ပြီးလိင်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မူရစ်ဆေးဝါးကိုလုံးဝရှောင်ရှားသင့်ပါတယ်။နံပါတ်4ပုံမှန်လိင်ဆက်ဆံခြင်း
ပုံမှန်လိန်ဆက်ဆန်တာသို့မဟုတ်တကိုယ်ရေးအာသာဖြေတာကကြားအင်္ဂါစီကိုသွေးစည်းဆင်းမှုကိုကောင်းမွန်စေပြီးကျန်းမာရေးကိုအထောက်အကူပြုနိုင်တယ်လို့လေ့လာမှုတွေမှာတွေ့ရပါတယ်။ဒါပေမဲ့အလွန်အကျွံလုပ်တာကတော့တစ်ခါတလေမှာပြဿနာတွေဖြစ်လာနိုင်တာမို့အတန်အတင်းလုပ်တာအကောင်းဆုံးပါပဲ။နံပါတ်5စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်ခြင်းစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်းလိင်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့တိုက်ရိုက်ပတ်သက်ပါတယ်။စိတ်ဖိစီးမှုများတာစိုးရိမ်ပူပန်မှုတွေများတာနဲ့စိတ်တက်ကြတာတွေကလိင်ဆန္ဒကိုလျော့နှဲစေနိုင်တယ်လို့ကြားအင်္ဂါရဲ့တန်မာမှုကိုလည်းထိခိုက်စေနိုင်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းကိုယ့်ရဲ့ခံစားချက်တွေစိုးရိမ်မှုတွေကိုချစ်ခင်ရသူနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုတာကစိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်။နှစ်ယောက်ကြားမှာနားလည်မှုတည်ဆောက်နိုင်ပါတယ်။အပြုသဘောဆောင်သောအတွေးခေါ်များအစိုးမြင်စိတ်တွေကိုဖယ်ရှားပြီးအပြုသဘောဆောင်တဲ့အတွေးခေါ်တွေကိုမွေးမြူပါဝါသနာပါရများကိုလှုပ်ဆောင်ခြင်းကိုနှစ်သက်တဲ့အရာတွေကိုလုပ်တာကစိတ်ကိုပျော်ရွှင်စေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်လိုအပ်ပါကအကူအညီရယူခြင်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုရင်စိတ်ပညာရှင်သို့မဟုတ်အကြံပေးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးအကူအညီယူဖို့ဝင်မလေးပါနဲ့အမျိုးသားများကြားအင်္ဂါသေးငယ်လာပါကပြင်ဆင်သင့်သောအရာများတကယ်လို့ကိုယ့်ရဲ့ချစ်ခင်ပွန်းသို့မဟုတ်ချစ်သူမှာကြားအင်္ဂါသေးငယ်လာတယ်လို့ခံစားနေရပြီဆိုရင်စိတ်မကောင်းဖြစ်မိမှာအမှန်ပါပဲဒီလိုအခြေအနေမှာဘလို့ပြင်ဆင်သင့်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်နော်နံပါတ်1ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းဒါဟာအရေးကြီးဆုံးအဆင့်ပါပဲဘာကြောင့်ဒီလိုဖြစ်လာတာလဲဆိုတဲ့အကြောင်းရင်းကိုသိရှိဖို့နဲ့တင့်တော်တဲ့ကုသမှုကိုခံယူဖို့အတွက်ဆရာဝန်နဲ့တေချာစွာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်ဆရာဝန်ကယောဂရာဇဝင်ကိုမေးမြန်းမယ်စမ်းသပ်စစ်ဆေးမှုတွေလုပ်မယ်ဥပမာသွေးစစ်ခြင်းဟော်မုန်းပမာဏစစ်ဆေးခြင်းပြီးတော့မှဘာကြောင့်လဲဆိုတာကိုတိတိကျကျပြောပြနိုင်မှာပါနံပါတ်2ကုသမှုခံယူခြင်းဆရာဝန်ရဲ့ယောဂရှာဖွေတွေ့ရှိချက်ပေါ်မူတည်ပြီးကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်ဆေးဝါးကုသခြင်းတချို့အခြေအနေတွေမှာဆရာဝန်ကဆေးဝါးတွေညွှန်ကြားနိုင်ပါတယ်ဥပမာဟော်မုန်းပမာဏနည်းနေရင်ဟော်မုန်းအားဆေးတွေပေးနိုင်ပါတယ်သွေးလည်ပတ်မှုမကောင်းရင်သွေးကြောချက်ဆေးတွေပေးနိုင်ပါတယ်စီးချိုသို့မဟုတ်သွေးတိုးလိုမျိုးအခြေခံယောဂတွေရှိရင်လည်းအဲ့ဒီယောဂတွေကိုထိန်းချုပ်ဖို့ဆေးဝါးတွေတောက်သုံးဖို့လိုပါလိမ့်မယ်လူနေမှုပုံစံပြောင်းလဲခြင်းဆရာဝန်ကကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားဖို့ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ဆေးလိပ်နဲ့အရက်ကိုရှောင်ဖို့စတဲ့လူနေမှုပုံစံပြောင်းလဲဖို့အကြံပေးနိုင်ပါတယ်ဒီအချက်တွေကိုတိတိကျကျလိုက်နာတာကအခြေအနေကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာကုသခြင်းစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုသို့မဟုတ်စိတ်တကြမှုတွေကအကြောင်းရင်းဖြစ်နေရင်စိတ်ပညာရှင်နဲ့တိုင်ပင်ပြီးကုသမှုခံယူတာကအထောက်အကူဖြစ်စေနိုင်ပါတယ်ခွဲစိတ်ကုသခြင်းအလွန်ရှားပါးတဲ့အခြေအနေတွေမှာခွဲစိတ်ကုသမှုလိုအပ်နိုင်ပါတယ်။ဥပမာသွေးကြောပိတ်ဆို့တာလိုမျိုးပြင်းထန်တဲ့ပြဿနာတွေရှိရင်ခွဲစိတ်ပြီးပြုပြင်ဖို့လိုနိုင်ပါတယ်။နံပါတ်3စိတ်တက်မကြပဲအပြုသဘောဆောင်ခြင်းဒီလိုအခြေအနေမျိုးမှာအမျိုးသားတွေအတွက်စိတ်တက်ကြဖို့လွယ်ပါတယ်။သူတို့ရဲ့ယုံကြည်မှုတွေလျော့နည်းသွားနိုင်ပါတယ်။ဒါကြောင့်ကိုကသူတို့ကိုအားပေးဖို့နားလည်ပေးဖို့အင်မတန်အရေးကြီးပါတယ်။နားထောင်ပေးခြင်းသူတို့ရဲ့ခံစားချက်တွေစိုးရိမ်မှုတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးပါသူတို့ဘက်ကနေရက်တည်ပြီးအားပေးစကားတွေပြောပေးပါချစ်ခင်ကြောင်းပြသခြင်းလိမ်ပိုင်းဆိုင်ရာဆက်ဆံရေးတစ်ခုတည်းနဲ့ချစ်ချင်းမြတ်တာကိုတိုင်းတာလို့မရဘူးဆိုတာကိုသူတို့ကိုသိစေပါနှွေးထွေးတဲ့ဖက်လဲရန်ချင်းနမ်းရှုပ်ခြင်းအတူတူအချိန်ဖြုံးခြင်းတွေနဲ့ကိုယ့်ရဲ့ချစ်ခင်မှုကိုပြသပါအပြုသဘောဆောင်သောရှုထောင့်မှကြည့်ရှုခြင်းဒီပြဿနာကိုအဆုံးအစွန်အထိဆိုးရတယ်လို့မမြင်ဘဲကုသလို့ရနိုင်တဲ့အခြေအနေတစ်ခုအနေနဲ့ရှုမြင်ပါအတူတူရင်ဆိုင်ကြော်ဖြစ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကိုသူတို့ကိုပေးပါအခြားသောပျော်ရွှင်စရာများကိုရှာဖွေခြင်းလိင်ဆက်ဆံရေးတစ်ခုတည်းမဟုတ်ဘဲအတူတူပျော်ရွှင်နိုင်မဲ့အခြားသောလှုပ်ရှားမှုတွေကိုရှာဖွေပါဥပမာအတူတူခရီးထွက်ခြင်းရုပ်ရှင်ကြည့်ခြင်းစားတောက်ဆိုင်သွားခြင်းစတာတွေလှုပ်ဆောင်ခြင်းဖြင့်နှစ်ယောက်ကြားကဆက်ဆံရေးကိုပိုမိုခိုင်မာစေနိုင်ပါတယ်နံပါတ်4လိင်ဆက်ဆံရေးဆိုင်ရာအခက်အခဲများကိုဖြေရှင်းခြင်းကြားအင်္ဂါသေးငယ်လာတာကြောင့်လိင်ဆက်ဆံတဲ့အခါအခက်အခဲတွေရှိလာနိုင်ပါတယ်ဒီလိုအခြေအနေမှာပွင့်ပွင့်လင်းလင်းပြောဆိုပြီးအတူတူဖြေရှင်းနည်းတွေကိုရှာဖွေဖို့လိုပါတယ်အခြားသောလိင်ပိုင်းဆိုင်ရာနည်းလမ်းများကိုစမ်းသပ်ခြင်းလိင်ဆက်ဆံတဲ့ပုံစံအမျိုးမျိုးကိုစမ်းသပ်ကြည့်ပါအဓိကကတော့နှစ်ဦးစလုံးပျော်ရွှင်မှုရရှိဖို့ပါပဲလိင်ဆက်ဆံရေးဆိုင်ရာအကူအညီရယူခြင်းလိုအပ်ရင်လိင်ဆက်ဆံရေးဆိုင်ရာအကြံပေးဆရာဝန်sex therapist နဲ့တိုင်ပင်ပြီးအကူအညီယူနိုင်ပါတယ်။သူတို့ကဒီလိုအခြေအနေတွေကိုကျွမ်းကျင်စွာကင်တွယ်ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကိုအကြံပေးနိုင်ပါတယ်။နံပါတ်5ကိုဂရုစိုက်ခြင်းဒီ
ဒီလိုအချိန်မျိုးမှာကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာအရာခိုင်မာဖို့လိုပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုလစ်လျူမရှုပါနဲ့လိုအပ်ရင်ကိုယ့်ရဲ့တငယ်ချင်းတွေမိသားစုဝင်တွေနဲ့စကားပြောပြီးအားပေးမှုရယူပါကိုနှစ်သက်တဲ့အရာတွေကိုလုပ်ပြီးစိတ်ကိုအနာပေးပါကိုယ်တိုင်စိတ်ချမ်းသာမှကိုယ့်ရဲ့ချစ်ခင်ရသူကိုလည်းအကောင်းဆုံးပံ့ပိုးကူညီနိုင်မှာပါနီကုံကြားအင်္ဂါသေးငယ်လာခြင်းဟာအမျိုးသားတွေအတွက်စိတ်တော်ကရောက်เสียကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးကိုကာကွယ်ဖို့နဲ့ဖြစ်လာရင်လည်းတင့်တော်တဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့အရေးကြီးပါတယ်။အဓိကအချက်ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုတိဆောက်ခြင်းကျန်းမာရေးဆိုင်ရာပြဿနာတွေကိုစောစီးစွာသိရှိပြီးကုသခြင်းအနေရရှိတဲ့အလေးအထားတွေကိုရှောင်ရှားခြင်းစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်ခြင်းနဲ့ချစ်ခင်ရသူကိုနားလည်မှုပေးပြီးအားပေးခြင်းတို့ပဲဖြစ်ပါတယ်နော်။ကျမ်းမာရေးဗဟုသုတအကြောင်းအရာတွေဆက်လာမယ်နော်ဆယ်လီချယ်ရီ channel လေးကို like and share လေးတွေနဲ့ကူညီပေးအောင်နော်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနေ့လေးဖြစ်ပါစေရှင်